အကြောင်းပြချက်ကောင်းတဲ့ရှုံးလုံးအထောင်းသက်သာခဲ့တဲ့ Man United ပရိသတ်များလုံးဝမင်္ဂလာများ J-Bad 4-5ကနေပြန်လည်ကြိုလိုက်ပါတယ်။ Manchester United ကဒီရာသီမှာရှုံးများတဲ့လူဖြစ်နေပြီး Premier League မှာ10ပွဲဆက်တိုက်နိုင်ပွဲပြောင်းဆုံးထားပါတယ်။ဒီတော့မှလည်း United က Chelsea ကိုထပ်ပြီးရှုံးမြန်ပြီဆိုပေမဲ့အကြောင်းပြချက်ကောင်းကောင်းရှိနေတဲ့အတွက်မျက်နှာမပြတ်ပဲပေါ်တင်ရှုံးနိုင်ခဲ့ပါတယ်။ United က Stamford Bridge မှာအသာစီးရမလို့ဖြစ်ပြီး15မိနစ်မှာ Bruno Fernandes ရဲ့ပေးပို့မှုကနေ Harry Maguire ကသွင်းကိုရရှိခဲ့ပေမဲ့လူကျွန်းနေလို့ VAR ကပယ်ဖျက်လိုက်ပါတယ်။အဲဒီနောက် United အတွက် Mason Mount နဲ့ Ahmed Diallo တို့နှိစက်ခဲ့သေးပေမဲ့သွင်းကိုတော့မရရှိခဲ့ပါဘူး။ Chelsea ကအသင်းကောင်းဆောင် Racing ကကယ်တင်ခဲ့ပြီးပရာဝိုင်းမှာကလေးကအုပ်ဆောင်ကိုရမလို့ဖြစ်ခဲ့ပေမဲ့တိုင်ထိခဲ့တာနှမျောစရာပါပဲလူတွေကြိုက်တဲ့45ဒါကြီးရှိတ်လိုက်အဲ့ဒါ Timber 45 Timber 45ဒါပေမဲ့ဂျင်းက82မိနစ်မှာ Chelsea အတွက်ဖျက်တင်ဖန်တီးပေးလိုက်တာကို Marc Cucurella ကခေါင်းတိုင်သွင်းယူသွားခဲ့တာကြောင့် Chelsea တို့1-0နဲ့နိုင်ရရှိခဲ့ပါတယ်။ United ဟာဒီရာသီမှာ18ပွဲမြောက် Premier League ရှုံးပွဲကိုကြုံလိုက်ရတာဆိုပေမဲ့ Europa League ကိုအာရုံစိုက်နေရလို့ဖြစ်ကြောင်းအကြောင်းပြချက်တော့ပေးလို့ကောင်းနေခဲ့ပါတယ်။ဒါပေမဲ့လူစုံထုတ်ကစားပြီးရှုံးခဲ့တာကြောင့်ကစားသမားတွေပွဲပန်းတာပဲဖက်တင်ပြီးအင်မိုရီလည်းရွှေညံတော်ဆူရောက်နေခဲ့ပါတယ်။ United ဟာသူတို့ရဲ့ရည်မှန်းချက်တိုင်း Europa League ချန်ပီယံဖြစ်လာမလားဆိုတာကိုတော့ဆက်လက်စောင့်ကြည့်ရပါမယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။